မင်္ဂလာပါရှင်ကျမတို့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ပရိသတ်တွေကတော့တက်ဆက်ပေးမယ့်တင်ကြောင်းတွေကတော့တရုတ်ဆောင်မင်းသမီးဝေလာရီရဲ့မင်္ဂလာသတင်းတွေပဲဖြစ်ပါရီမင်္ဂလာပါပရိသတ်တွေအခြေရင်းနဲ့ပတ်သက်ရင်တော်ရုံဖွင့်မပြောတတ်တဲ့ဝေလာရီကတော့အခုချိန်မှာချစ်သူနဲ့လန်ခွဲလိုက်ရလို့ကြေကွဲနေတဲ့အကြောင်းကိုပရိသတ်တွေကိုထုတ်ပြောလာခဲ့ပြီးဖြစ်ပါရီဝေလာရီကချစ်စရာကောင်းတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်နန်းဆန်တဲ့ရုပ်ရည်တွေကြောင့်မဲ့မြို့သားသူကြီးရဲ့အားပေးချစ်ခင်မှုကိုများစွာရရှိထားတဲ့သူဖြစ်ပါရီဝေလာရီကအနုပညာလောကကိုဇလံကျွဲတွေရရင်နဲ့ဝင်ရောက်လာခဲ့ပြီးအခုနောက်ပိုင်းမှာတော့စကားတော်များများမှာပါဝင်တရုတ်ဆောင်ခွင့်ရရှိနေခဲ့တဲ့ဖြစ်ပါတယ်။ဝေလာရီကတော့အသက်ငယ်ပေမဲ့အနုပညာနဲ့ပတ်သက်ရင်စူးစမ်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အနုပညာလောကမှာအခြေသူအကျွေးအောင်မြင်ဖို့ဆိုတာကလွယ်ကူတဲ့အရာမဟုတ်ပေမဲ့ဝေလာရီကတော့စူးစမ်းအားထုတ်မှုများတာကြောင့်အခြေသူအကျွေးမှာပဲအောင်မြင်ခဲ့တဲ့ဖြစ်ပါတယ်။ဝေလာရီတယောက်အခုလိုအောင်မြင်နေတဲ့မင်းသမီးတစ်လက်ဖြစ်နေတာစူးစမ်းအားထုတ်မှုကြောင့်လည်းပါသလိုမိသားစုအပေါ်မှာတည်တဲ့ကြောင့်လည်းပါတာဖြစ်ပါတယ်။ဝေလာရီကအသက်ငယ်ပေမဲ့မိသားစုတာဝန်ကိုထမ်းရွက်ထားတဲ့မင်းသမီးအလေးမလေးတစ်ယောက်ဖြစ်ပါတယ်။အရင်ကအိမ်ရဲ့တာဝန်တွေကိုအမဖြစ်သူဆိုတော့လင်မော်တီကတာဝန်ယူပေမဲ့အခုနောက်ပိုင်းမှာဝေလာရီကအဆက်ဆက်အရာတာဝန်ချတယ်လို့မိဘတွေကိုလည်းစိတ်ချတာအောင်ချတဲ့သမီးလေးတစ်ယောက်ဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့တည်တတ်တဲ့သမီးလေးမလို့အချစ်ပူနေတာကအသေးချပဲဖြစ်ပါတယ်။ထမင်းဆိုင်ရင်တော့ဝေလာရီရဲ့မျက်နှာကိုကြည့်ပြီးမှသာစားဝင်တဲ့အထိသမီးလေးကိုချစ်ခင်နေတဲ့သူဖြစ်ပါတယ်။အမြဲတမ်းမိသားစုရဲ့အချစ်ကိုရရှိနေပေမဲ့တစ်ခါတလေမှာကိုယ့်ဘဝကိုမပိုင်ဘူးဆိုပြီးစိတ်ညစ်ရတာမျိုးလည်းရှိပါတယ်။မိဘတွေကကျန်တာတွေကိုမချုပ်ချယ်တတ်ပေမဲ့အခြေရင်းနဲ့ပတ်သက်ရင်သူ့ကိုစိတ်တန်းကြအတိုင်းသာလှုပ်ခိုင်းတာကြောင့်ဝေလာရီကစိတ်ညစ်နေရလည်းဖြစ်ပါတယ်။ဝေလာရီရဲ့အခြေရင်းနဲ့ပတ်သက်ရင်တော်ရင်ထုတ်ပြောတတ်တဲ့သူတော့မဟုတ်ပါဘူး။အင်တာဗျူးဖြေတဲ့အလုပ်အကြောင်းမိသားစုအကြောင်းတွေသာဖြေတတ်ပေမဲ့အခုတော့သူ့ရဲ့အခြေရင်းအကြောင်းကိုပြောပြလာခဲ့ပြီးဖြစ်ပါတယ်။ဝေလာရီကအခြေရင်းကြောင့်စိတ်ညစ်ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုပြောဖို့ရည်ရွယ်ချက်မရှိပေမဲ့သူရဲ့မဲ့ဇာတ်ကားနဲ့ပတ်သက်ပြီးတိုက်ဆိုင်မှုတွေအမတ်တရတွေပြန်ပေါ်လာလို့ပရိသတ်တွေကိုပြောပြလာခဲ့လည်းဖြစ်ပါတယ်။ဝေလာရီရဲ့ချစ်သူကတော့ဆရာဝန်လို့သိရပါတယ်။ဝေလာရီကချစ်သူဆရာဝန်လေးကိုတဘောကျပေမဲ့မိသားစုကိုမလို့စားနိုင်တဲ့မို့လမ်းခွဲခဲ့ရတဲ့အဖြစ်ပဲဖြစ်ပါတယ်။ဝေလာရီကတော့ချစ်သူကိုလမ်းခွဲလိုက်ရလို့နှောင့်တရနေရတော့အသေးချပဲလို့ဆိုချဖြစ်ပါတယ်။ချစ်သူတွေချပေးခဲ့ပေမဲ့ဘယ်ရီစားအကြောင်းကိုမှချုံမပြောခဲ့တဲ့ဝေလာရီကတော့ဆရာဝန်လေးအကြောင်းကိုတော့ရင်ဖွင့်လာခဲ့လည်းဖြစ်ပါတယ်။မိဘစိတ်တန်းကြချစ်ရတဲ့သူနဲ့လမ်းခွဲလိုက်ရတာမလို့ကိုယ့်ဘဝကိုမပိုင်တာစိတ်ပြတ်ဖို့ကောင်းတယ်ဆိုပြီးပြိတ္တကိုရင်ဖွင့်လာခဲ့လည်းဖြစ်ပါတယ်။ဝေလာရီဟာဆိုတော့သူ့ရဲ့ကောင်းလေးဟာဆိုလို့ဆရာဝန်လေးဖြစ်ပါတယ်။ဒါပေမဲ့ဝေလာရီရဲ့မိဘတွေကတဘောမကြလို့လမ်းခွဲခိုင်းခဲ့လည်းဖြစ်ပါတယ်။ဝေလာရီကတော့မိဘတွေတဘောတိုင်းချစ်သူကိုလမ်းခွဲလိုက်ပေမဲ့တိုက်ဆိုင်မှုတွေရှိတိုင်းတတိယနေတယ်လို့အခုချိန်ထိလည်းနောက်ထပ်ချစ်သူအစ်စ်မထားပဲတယောက်တည်းနေဆဲပဲလို့ဆိုထားလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်တွေမိဘတွေရဲ့တဘောတိုင်းချစ်ရတဲ့သူနဲ့လမ်းခွဲခဲ့ရတယ်ဆိုပြီးကိုယ့်ဘဝကိုမပိုင်ကြောင်းဝမ်းနည်းစွာရင်ဖွင့်လာတဲ့ဝေလာရီနဲ့ပတ်သက်ပြီးပရိသတ်တွေကဘယ်လိုများမြင်ခဲ့ကြပါသလဲရှင်။